အားလုံးပဲမင်္ဂလာပါရှင် KK Handmade ပေးကနေကြိုဆိုလိုက်ပါတယ်အခုညီမထိုးပြပေးမှာတော့ trend ဖြစ်နေတဲ့ jellyfish အုပ်ထုပ်လေးကိုထိုးပြပေးမှာဖြစ်ပါတယ်ရှင်လွယ်တဲ့ပစ္စည်းလေးကတော့အက 3.5 အနာသက်အတက်ရှောင်းပြီးတော့မှတ်ကျိတ်ချီပြက်ကတ်ကြီးပြီးတော့ရှီလုံးကတော့ညီမအယောင်ဆက်တိုးမှာဖြစ်တဲ့အတွက်အယောင်ခွဲနှလုံး8 line ကိုသုံးထားပါတယ် mid 8 line ကိုသုံးထားပေးတယ်နော် mid 8 line နှလုံးသုံးထားပေးပါတယ်ပထမဆုံးလည်းညီမကတော့အဝါကိုအခန့်အနေနဲ့ယူမယ်အနားကိုနဲ့အောက်ကကျိုးလေးကိုအနီတက်မယ်ပေါ့နော်နှစ်ယောင်သုံးမှာဖြစ်တော့နှစ်ယောင်လိုပါတယ်စာအုပ်ဆုံးမချစ်ခွင်းလေးလုံးမယ်ပြီးတော့ရှိန်3ကထိုးမယ်1 နဲ့3ပြီးလို့ရှိရင်အဲ့မက်ဂျစ်ရင်းနဲ့ကိုတိုင်ရှည်12တိုင်ထိုးမယ်နော်မက်ဂျစ်ရင်းနဲ့ကိုတိုင်ရှည်12တိုင်ထိုးပေးပါတယောက်နဲ့ထိုးမဲ့လူကလည်းကိုကြိုက်နှစ်သက်ရအယောင်နှလုံးလိုပါမယ်တကယ်လို့ညီမတို့အယောင်ခွဲ2ယောင်ဆက်ထိုးမှဆိုရင်လည်းနှလုံးကြိုက်နှစ်သက်ရရှိကြိုက်နှစ်သက်ရအယောင်နဲ့လိုက်ထိုးလို့ရပါတယ်မက်ဂျစ်ရင်းပတ်လေကို12ခါထိုးပေးပါပြီးလို့ရှိရင်ဆက်မယ်ပေါ့နော်ဆက်တယ်ဆိုလို့ရှိရင်ပုံမှန်ဆက်တယ်ဆိုရင်တိုင်လေးတွေကစောင်းသွားလိမ့်မယ်အခုဟာဆက်မယ်ဆိုရင်စာအုပ်ဆုံးနောက်ဆုံးအပေါက်လေးမှာ slit stitch လုပ်မယ် stitch လုံးမယ်ပေါ့နော်တကယ်လို့ပုံမှန်ထိုးသလိုမျိုးထိုးမယ်ဆိုရင်တိုင်တွေကအဆောင်ဖြစ်တဲ့ပေါ့နော်အဲ့လိုမဖြစ်အောင် slit stitch လေးလုပ်ပြီးလို့ရှိရင် chain 1ထိုးမယ်အဲ့ဒီအပေါက်ထဲကိုအဲ့ chain 1ထိုးထားတဲ့အောက်ကအပေါက်နော်အောက်ကအပေါက်ထဲကိုတိုင်တို့ထိုးမယ်တိုင်တို့တစ်တိုင်းထိုးမယ်ပြီးရင်အဲ့ဘေးကအပေါက်ကလေးเนาะဒီဗီဒီယိုထဲမှာလည်းပြတယ်ဘေးကအပေါက်လေးတွေကိုတိုင်တို့တစ်တိုင်းထပ်ထိုးမယ်အဲ့ဆိုရင်တိုင်ရှည်တစ်တိုင်းနဲ့ညီမျှသွားတယ်เนาะတိုင်ရှည်လို့ပုံမှန်အဲ့ဆိုရင်တိုင်လေးတွေကမဆောင်မညီလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒီတဲကိုပဲအဲ့ဒီ same stick အဲ့ဒီအပေါက်ထဲကိုပဲတိုင်ရှည်တစ်တိုင်းထပ်ထိုးမယ်เนาะပတ်လေအပေါက်တိုင်းကိုတပေါက်တိုင်းကိုတိုင်ရှည်2တိုင်းထိုးသွားမယ်เนาะတပတ်လေ round 1အကုန်လုံးဒီ round 2မှာပတ်လေအကုန်လုံးကိုတိုင်ရှည်2တိုင်းတပေါက်ရှင်းစီတိုင်းကိုတိုင်ရှည်2တိုင်းပတ်လေကိုထိုးမယ်ပေါ့နော်ဒီပုံစံအတိုင်းထိုးမယ်ဆိုရင် slit stitch ဆက်တဲ့နေမှာအဲ့လိုပုံစံအတိုင်းထိုးမယ်ဆိုရင်တိုင်လေးတွေကညီလေးနဲ့မဆောင်းတော့ပုံမှန်ညီမတို့ရှိန်3ခုနဲ့တက်သွားမယ်ဆိုရင်တိုင်လေးတွေကဆောင်းတော့ညီမစမ်းကြည့်ပြီးတော့ဒီပုံလေးကပို့လှလို့ဒီပုံစံမျိုးကိုလုပ်လိုက်တာပေါ့နော်အဆုံးထိထိုးခဲ့ပေးပါအဆုံးထိထိုးပြီးလို့ရှိရင်နောက် round 3ကိုတက်ဖို့ဆက်မယ်ဆိုရင်လည်းအဲ့လိုမျိုးပဲဆက်မယ်နော်ဒါနောက်ဆုံးရှိန်လေးကိုညီမနောက်ဆုံးတိုင်ရှည်လေးကိုထိုးပြနေရပါနှစ်ပေါက်တပေါက်ရှင်းစီတိုင်းကို2တိုင်းတိုင်ရှည်2တိုင်းထိုးသွားပေးပါ slit stitch လုပ်မယ်ပေါ့နော်နောက်ဆုံးအပေါက်ကိုလှမ်းဆက်လိုက်မယ် slit stitch နဲ့ဆက်မယ်ခုနအတိုင်းပဲပေါ့နော် slit stitch နဲ့ဆက် chain 1ထိုးပြီးရင်အဲ့ဒီအပေါက်ထဲမှာတိုင်တို့တစ်တိုင်းပြန်ထိုးအဲ့ဒီအပေါက်ထဲမှာပဲเนาะအဲ့ဒီအပေါက်ထဲအောက်ကအပေါက်ထဲဆက်တဲ့ slit stitch ဆက်တဲ့အပေါက်ထဲမှာပဲတိုင်တို့တစ်တိုင်းပြန်ထိုးမယ်ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲဒီဘက်ဘေးကိုအဲ့ဒီအပေါက်ထဲမှာပဲတိုင်တို့တစ်တိုင်းထပ်ထိုးမှာအဲ့ဆိုရင်တိုင်ရှည်တစ်တိုင်းနဲ့ညီမျှသွားပြီเนาะတိုင်ရှည်တစ်တိုင်းနဲ့ညီမျှသွားရင်เนาะအဲ့ဒီအပေါက်ထဲမှာနှစ်ခုဖြစ်နှစ်ပေါက်တစ်ပေါက်ထဲမှာနှစ်တိုင်ထိုးရမှာဆိုတိုင်ရှည်တစ်တိုင်းအဲ့ဒီပေါက်ထဲမှာထပ်ထိုးပေးပါပြီးလို့ရှိရင် 1dc ညီမအပေါ်မှာပတ်တန်လေးရေးပေးထားမယ်ပေါ့เนาะအဲ့ဒါကြည့်ထိုးသွားရင်လည်းရပါတယ် 1dc ထိုးမယ်เนาะ 1dc ပြီးရင်နောက်ထပ်တိုင်ပွားပြန်လာမယ်ဘယ်လိုမှတ်မလဲဆိုလို့ရှိရင်1နှစ်ပေါ့เนาะတိုင်ရှည်တစ်လဲတိုင်ပွားတစ်လက်တိုင်စီတစ်လက်တိုင်ပွားတစ်လက်အဲ့လိုပဲပတ်လဲတပတ်လဲကိုထိုးသွားမယ်ပေါ့နော်အပေါ်မှာလည်းညီမပတ်တန်လေးရေးပေးထားပါမယ်စကားလေးမှားသွားရင်လည်းသိခံပြီးနားထောင်ပေးကြပါအောင်ဘာလို့ဆိုတော့ညီမအဆိုင်မှာကအဖြစ်တော့အားတဲ့အချိန်လေးကိုအဆိုင်မှာသွင်းလို့ရှင်အတန်တအားဆူတာဖြစ်တဲ့အရင်ရတဲ့အချိန်လေးခဏကိုစိတ်မြန်လေးအတန်သွင်းပေးရတာမှမလို့အမားလေးပိုင်းလည်းသိခံပြီးနားထောင်ပေးကြပါမမအောင်လို့ညီမအပေါ်မှာပတ်တန်လေးကြည့်ထိုးတတ်တဲ့လူတွေလည်းပတ်တန်လေးတော့တင်ထားပေးမယ်ပေါ့နော်တိုင်ရှည်တစ်လဲတိုင်ရှည်တစ်တိုင်းထိုးမယ်နောက်ထပ်တိုင်မွားတစ်တိုင်းထိုးမယ်တိုင်ရှည်တစ်လဲတိုင်မွားတစ်လဲတိုင်မွားဆိုတာကတပေါက်ထဲမှာတိုင်ရှည်2တိုင်ပြောတာကိုဆိုလိုတာနော်ပြီးဒီ round 3ပြီးသွားပြီပေါ့နော် round 4တက်မယ်ဆိုလဲအဆုံးကပြောသလိုပဲနောက်ဆုံးပေါက်ကို slit stitch နဲ့ဆက်မယ် slit stitch နဲ့ဆက်လိုက်မယ်ပြီးရင် chain 1ထိုးမယ်ပြီးရင်အဲ့ဒီအပေါက်ထဲကိုပဲတိုင်တို့တစ်တိုင်းထိုးမယ်ပြီးရင်အဲ့ထပ်ထိုးထားတဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်တို့တစ်တိုင်းထပ်ထိုးလိုက်မယ်ပေါ့နော်ဒါညီမရှီပွားပါသွားလို့ပြန်ပြီးထိုးပြပေးရပါရှိန်1ထိုးပြီးတော့အဲ့ဒီအပေါက်ထဲမှာပဲတိုင်တို့တစ်တိုင်းထိုးမယ်အဲ့ဒီတိုင်တို့ထိုးထားတဲ့အပေါက်ထဲမှာပဲနောက်ထပ်တိုင်တို့တစ်တိုင်းထိုးမယ်ဆိုရင်တိုင်စီတစ်တိုင်းနဲ့ညီမျှသွားပြီပေါ့နော်ဆိုရင်ကြည့်အဲ့ဒါဆိုရင်တိုင်လေးတွေလုံးဝမဆောင်အဲ့ဒီတိုင်ထဲမှာပဲတိုင်စီတစ်တိုင်းထပ်တိုးမယ်ဒါ
ဒါဆိုရင်တိုင်ပွားဖြစ်သွားပြီနော်နောက်တစ်ခါကျတော့ဒါ round 4ရောက်သွားပြီဆိုတော့တိုင်ပွားပြီးရင် 2DC နှစ်တိုင်ထိုးမယ်တပေါက်ရှင်းစီကို 1DC 1DC နှစ်ခါထိုးမယ်ပေါ့နော် round 4မှာညီမအပေါ်မှာလည်းပတ်တန်လေးရေးပေးထားမယ်ပေါ့နော်ပတ်တန်ကြည့်ထိုးတယ်လို့မလွဲအောင်လို့တိုင်ပွားတစ်ခါထိုးမယ် 2DC ဆိုတာတပေါက်ကိုတိုင်ချီနှစ်ခါတိုင်တပေါက်ကိုတိုင်ချီတစ်ခါနှစ်ခါထိုးမယ်နော်တိုင်ပွားတစ်လဲတိုင်ချီနှစ်တိုင်တိုင်ပွားတစ်လဲတိုင်ချီနှစ်တိုင်အဲ့လိုပတ်လေထိုးခဲ့ပေးပါနော်တကယ်လို့ညီမရဲ့နီးရအလွယ်မှတ်ရှင်တဲ့လူဆိုလို့ရှိရင်1နှစ်3ဆိုပြီးတော့လည်းညီမမှတ်ထိုးတတ်တယ်1နှစ်3ဆိုတာဥမာ3ရောက်လို့ရှိရင်တိုင်ပြန်ပွားတယ်ပေါ့နော်အဲ့လိုပုံစံနဲ့3ရောက်ရင်တိုင်ချီပြန်ပွားတယ်1နှစ်3ဆိုအဲ့လိုလဲဆိုပြီးထိုးလို့အဲ့လိုမျိုးမှတ်ပြီးထိုးလို့လည်းရတယ်လို့နောက်တနည်းညီမမှတ်မိလွယ်တဲ့နီးကိုပြပြတယောက်နဲ့တယောက်ကတော့ထိုးတဲ့ပုံစံမတူပေါ့နော်ညီမမှတ်တဲ့နီးကိုပြပြပြီး sharing လုပ်တာပါညီမ1နှစ်3ဆိုရင်အဲ့လိုလဲမှတ်တယ်အဲ့လိုများမဟုတ်ဘူးဆိုလို့ရှိရင်ညီမတို့တိုင်ချီပွားထားတဲ့2ပေါက်ရှိရလေအဲ့နောက်ဆုံးအပေါက်မှာနောက်ထပ် round 2မှာပွားထားရင် round 3ရရင်နောက်ဆုံးအပေါက်မှာတိုင်ပွားရမယ်လို့အဲ့လိုလေးဟိုလို1နှစ်3ဆိုမှတ်ချင်လဲအဲ့လိုမျိုးမှတ်ပြီးထိုးသွားလို့လည်းရတယ်ပေါ့နော်အခုနောက်ဆုံးမှာ slit stitch လုပ်မယ်သူအဆုံးထိအဲ့လိုမျိုးထိုးသွားအောင်မယ်နောက်ဆုံးမှာ slit stitch ရောက်ရင်တိုင်လေးကိုတန်းသွားအောင်လို့အဲ့လိုမျိုးလေးပဲထိုးသွားပေးပါပေါ့နော်ဒီနည်းလေးကတိုင်လေးတဲ့တန်းလေးနဲ့လှတယ်တကယ်လို့ညီမတို့ပုံမှန်လို့ချင်း3ခုတက်ပြီးတော့တိုင်ချီတိုင်နေနဲ့ယူဆမယ်ဆိုအဲ့ဒါကြီးတိုင်ကဆောင်းဆောင်းကြီးဆိုအုပ်ထုပ်ကြီးကမလှတော့ဒီတိုင်လေးထိုးတာကတိုင်အရန်လှတယ်ပေါ့နော် round 5ထိုးမယ်ဆိုရင်လည်းအဲ့လိုပုံစံပဲround 5ထိုးရင် 3DC ဖြစ်သွားမှာပေါ့နော်အခုကတိုင်ပွားပြီးလို့ရှိရင်တပေါက်ကိုတိုင်ချီတိုင်နဲ့တိုင်ချီတိုင်နဲ့3ခါထိုးမယ်တိုင်ချီတိုင်ချင်းစီ3ခါထိုးသွားမယ်ပြီးလို့ရှိရင်တိုင်ပွားတစ်လှည့်ပြန်လာမယ်အဲ့ဒါအောင်မှ round 5ဆိုတော့1 2 3 4ဆိုအဲ့လိုထိုးသွားလဲရတယ်ပေါ့နော်တယောက်နဲ့တယောက်ကမှတ်နည်းမတူညီမဒါအရန်လွယ်ဖြစ်တဲ့အတွက်ပတ်တန်လေးလည်းအပေါ်မှာရေးထားပေးတယ်ညီမထိုးပြတာလေးကိုကြည့်ပြီးတော့လိုက်ထိုးရင်လည်းရတယ်ညီမမှတ်တဲ့နည်းလည်းပြထားပေးရပေါ့နော်ညီမကတော့အဲ့လိုမျိုးမှတ်ထိုးတယ်တကယ်လို့1နှစ်3လေးဆိုပြီးတော့မှတ်ပြီးတော့ဆိုပြီးတော့ဆိုတာပေါ့နော်ကိုယ်စိတ်ထဲမှတ်ပြီးမထိုးချင်ဘူးဆိုလို့ရှိရင်တိုင်ပွားနောက်ဆုံးဥမာတိုင်ပွား2ခုလောက်ထားတဲ့နောက်ဆုံးပွားဥမာတိုင်ပွား2ခုဆိုရင်1နှစ်ဆိုရင်တိုင်ပွား2ခုကွာအဲ့နောက်ဆုံးနှစ်နေရာမှာနောက်တစ်ပတ်ရောက်လို့ရှိရင်တိုင်ပွားထပ်ထိုးရမှာညီမပြောတာနားလည်လာတော့မသိဘူးရှင်ထိုးတဲ့လူဆိုရင်တော့သဘောပေါက်မှာတိုင်ပွားရဲ့နောက်ဆုံးအပေါက်တိုင်းမှာနောက်တစ် round ထိုးမယ်ဆိုရင်တိုင်ပွားပွားသွားမှာအဲ့လိုမျိုးလဲထိုးလို့ရတယ်အခုပြောသလိုပတ်တန်ကြည့်ပြီးတော့မှတ်ပြီးထိုးသွားရင်လည်းရပါတော့ကိုအားသန်တယ်လို့မျိုးထိုးပေါ့နော်ညီမပတ်တန်လေးလည်းပေါ်မှာရေးထားပေးတယ်ဒီမှာလည်းထိုးပြပြီးရဆိုတော့တချို့ပတ်တန်မဖတ်တတ်ဘူးရှည်တန်လေးတွေလိုက်ထိုးမှဆိုရင်လည်းညီမပြောဒီမှာဗီဒီယိုမှာပြောပြပြီးထိုးပြတယ်လို့မျိုးလေးတပတ်လေအကုန်ထိုးပြရဆိုတော့လိုက်ထိုးကြည့်လို့ရရပေါ့နော်ဒါဆိုလို့ရှိရင် round 6ရောက်သွားပြီပေါ့နော် round 6ရောက်သွားပြီဆိုလို့ရှိရင်လည်း round 6ရောက်သွားရင်လည်းတော့ round 70ကအဲ့ဒီပုံစံပဲထိုးမှာပေါ့နော်round 6ရောက်သွားပြီ round 6ရောက်သွားရင်လည်းအဲ့ဒီပုံစံပဲအစောတော့အတိုင်းပဲပေါ့နော် slit stitch လောက်တိုင်တို့အဲ့ထက်မှာတိုင်တို့ထပ်ထိုးမယ်အဲ့ဒါကတိုင်စီတိုင်ဖြစ်မယ်တိုင်မောမှာဖြစ်တဲ့အဲ့ထက်ကိုအဲ့ဒီအပေါက်ထဲကိုပဲတိုင်စီထပ်ထိုးမယ်ပေါ့နော်တိုင်စီထပ်ထိုးမယ်ပြီးလို့ရှိရင်တိုင်ချီပြီးရင်ဘေးကအပေါက်တပေါက်ချင်းစီတိုင်းကိုတိုင်ချီ9တိုင်ထိုးသွားမယ်ပေါ့နော်တိုင်ချီတာလိုက်ထိုးသွားမယ်ပေါ့အဲ့လိုမျိုးလေးပုံစံမျိုးနဲ့တဒန်းမှာ2ဆိုရင်နောက်တဒန်းဆိုရင်3နောက်တဒန်းဆိုရင်4နောက်တဒန်းဆိုရင်5နောက်တဒန်းဆိုရင်6အဲ့လိုပုံစံမျိုးလေးသွားမှာပေါ့နော် round 70အဲ့ဒီပုံစံအတိုင်းပဲသွားမယ်ပေါ့နော် round 70ကိုညီမအဲ့လိုပုံစံမျိုးလေးပဲထိုးခဲ့ပေးပါအဲ့လိုပုံစံပဲပေါ့နော်ညီမကခုနပြောသလိုတင်း3 5 6ရှောက်လို့မှတ်လို့ရသလိုအဲ့လိုမမှတ်ရှင်မှုဆိုရင်တိုင်ပွားထားပထမတိုင်ပွားထားတဲ့နောက်ဆုံးရဲ့တိုင်နေရာမှာနောက်ထပ်တန်းရောက်ရင်တိုင်ပွားရမယ်လို့အဲ့လိုမှတ်ထူလဲရညီမကတော့2နည်းမှတ်တယ်ပေါ့နော်ပတ်တန်မဖတ်တဲ့လူတွေကအဲ့လိုမှတ်လဲရတယ်ကိုပထမတိုင်ပွားထားတဲ့နောက်ဆုံးပေါက်မှာနောက်တန်းတိုင်ရင်တိုင်ပွားရမယ်ဆိုတာauto နားလဲတဲ့auto understood နေနဲ့အဲ့လိုမျိုးနားလဲပြီးထိုးလဲရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးတင်း3 5 6ညီမပြောသလိုထိုးလဲရတယ်ဒါတော့တယောက်နဲ့တယောက်မှတ်နည်းမတူတဲ့အတွက်အဆင်ပြေသလိုမှတ်ပါပေါ့နော်ညီမကတော့ညီမမှတ်တဲ့ပုံစံလေးကို sharing လုပ်ပေးတဲ့သဘောမျိုးပါပဲရှင်အပတ်တန်းဒီ round ညီမပြောသလိုပဲ round 1ပြီး round 1နေဇက်တိုက်တက်သွားသမျှ round 70အဲ့ဒီပုံစံနဲ့ပဲထိုးခဲ့ပေးပါအခုလဲဒီဟာလေးကိုအဆုံးထိထိုးခဲ့ပေးနော်ညီမ round 8ရလို့ရှိရင်ဒါတော့ညီမဒီမှာတော့အစင်လိုက်ထိုးပြပေးရပါတော့မှန်တကယ်ကတော့ round 70ကတော့အဲ့ဒီပုံစံတိုင်းမို့ထိုးတတ်တဲ့လူတွေကဇက်တိုက်ဗီဒီယိုမကြည့်ပဲလဲစက်တိုက်ထိုးသွားလို့ရတယ်ပေါ့နော် round 70ကအဲ့ဒီပုံစံပဲလုံးဝဘာမှကွာခြားမှုမရှိဘူးတန်းတိုင်းမှာအဲ့ဒီပုံစံတိုင်းပဲတက်သွားမှာပေါ့နော်ဘာမှတခြားပြောင်းသွားတာပတ်တန်ပြောင်းသွားတာလည်းမရှိဘူးပေါ့နော်ပို့သွားမယ်DC ပို့သွားမယ်ဆိုတဲ့သဘောမျိုးနဲ့တိုင်ပွားမယ်
1DC ကနေ 2DC ဖြစ်မယ် 2DC ကနေ 3DC ပြီးရင် 4DC အဲ့လိုပဲ5DC 6DC အဲ့လိုပဲပြောင်းသွားမှာပေါ့နော်တိုင်ပွားလိုက်တပေါက်တစ်ပေါက်ချင်းစီကိုတိုင်ရှိတစ်တိုင်းထိုးသွားလိုက်တိုင်ပွားလိုက်တိုင်တပေါက်တစ်ပေါက်ချင်းစီကိုတိုင်ရှိတစ်တိုင်းထိုးသွားလိုက်အဲ့လိုပုံစံမျိုးနဲ့ပဲ round 7 ထိကိုပတ်တန်နားလဲပြီးထိုးတတ်တဲ့လူတွေကဇက်တိုက်ထိုးသွားဗီဒီယိုမကြည့်ပဲတော့ဇက်တိုက်ထိုးသွားလို့ရတယ်ပေါ့နော်အဲ့ဒီပုံစံလေးတိုင်းပဲညီမကို round 7အထိထိုးခဲ့ပေးပါတကယ်လို့မထိုးတတ်တဲ့လူကကြတော့ပတ်တန်နားမလဲဘူးဆိုလို့ရှိရင်အရှိကန်သမားလေးတွေကညီမထိုးပြတာမျိုးတစ်စင်ချင်းစီလိုက်ပြီးတော့ထိုးလဲရတယ်ပေါ့နော်ညီမround 9ကိုအကုန်လုံးထွန်းပြထားရဲပေါ့နော် round 9ကိုမထိုးပြရတဲ့ round မရှိဘူးပေါ့နော်အကုန်လုံးတော့ဗီဒီယိုထဲမှာ round 9ကိုထိုးပြထားရဲပေါ့နော် round 1နေပြီးတော့ round 7 ထိကတိုင်မွားသွားတဲ့ပုံစံနဲ့ပဲသွားတာဘာမှကွာခြားမှုမရှိဘူးDC တွေပို့သွားတာပဲရှိရပေါ့နော်အဲ့လိုမျိုးလေးညီမကို round 7 ထိထိုးခဲ့ပေးပါဒီမှာကတော့ညီမဗီဒီယိုထဲမှာတော့အကုန်လုံးအစအဆုံးပြထားပြီးရပေါ့နော်ပတ်တန်နာလဲတဲ့လူကပတ်တန်ကြည့်ပြီးစတိုက်ထိုးသွားလို့ရတယ်ပတ်တန်နာမလဲတဲ့လူကလည်းဒီဗီဒီယိုထဲမှာညီမထိုးပြထားတဲ့အတိုင်းတစ်စင်ချင်းလေးလိုက်ထိုးရင်အဆင်ပြေမယ်လို့ညီမထင်ပါတယ်ပေါ့နော်